လောကရဲ့လမ်းများပေါ်ရှောင်သွားရင်လည်းမောပန်းနေလုံသားကလည်းစလုံးတန်တာမိခဲ့အနေရဲ့အိမ်ကိုတင်ရတဲ့မေရဲ့မြတ်တာရဲ့နဲ့ဝေးရဲ့မောရမပေါ်ချီွယ်ချောင်းသေးတဲ့အိမ်မရှိကြတဲ့မှာရိတ်ကူလွင်ပြေရက်စတဲ့နေရမြတိုက်ခိုက်ကြလို့အားနေနေပြီဆိုတင်ကြတဲ့စိတ်ဓာတ်များပြိုလဲသွားမလားဆိုရင်အိမ်ပြန်ချင်တဲ့သူအေးချမ်းဆုံးမေးအိမ်ပြန်ချင်တဲ့သူလွေထွေးဆုံးမေးအိမ်မရတဲ့ညများစွာနဲ့အိုးရထားအောင်အော်တဲ့လေးညကြိုင်အိမ်ပြန်ချင်တဲ့စိတ်ကလေးဒါမရဘူးမွန်ချက်တဲ့အိုစာကမျိုးရဲ့လူနေကိုစနေမှာစင်ရရဲ့ပြီးသေးတဲ့ဒီခုဆုံးတီရောက်ဖို့